အားလုံးပဲသမင်းစားကြပါအောင်လို့ကျူအမျိုးတို့ရေဒီနေ့ကတော့ဗျာကျွန်တော်တို့ဘော်ဒဘူးနေ့တကြံအကြက်နေ့ပေါ့ဗျာဒါနေ့လေစားလေးပါပြတော့ငါးဟင်းပါခင်ဗျာငါးဟင်းပါဒါတော့ပဇွန်စိတ်ဗျာပဇွန်စိတ်ကိုစီပြန်ချက်ထားတယ်ဗျာပဇွန်ဟင်းပေါ့ဟိုလိုပဇွန်တုပ်ကြီးတွေတော့မဟုတ်ဘူးပေါ့ဗျာကဲအားလုံးပဲသမင်းစားကြပါအောင်လို့အကြက်နေ့ပေါ့ဗျာဗုဒ္ဓဟူးနေ့လေစားလေးပါခင်ဗျာဒါတော့အစိမ်းပြောပါခင်ဗျာအစိမ်းပြောကော်ပီရယ်ကာကျက်ဥရယ်ပဲရီတော့ရှည်ရယ်ရောပြီးတော့ကြော်ထားတယ်ဗျာဒါတော့ခင်းနေငပိချက်ပါခင်ဗျာခင်းနေငပိချက်အညာစတိုင်ပေါ့ဗျာခင်းနေငပိချက်ပါအဲ့ဒါတော့ကျွန်တော်တို့အကြီးတောက်လေးဗျာချင်မောင်ဟင်းပေါ့ဗျာအကြီးတောက်လေးချင်မောင်ဟင်းကိုအကြီးကျဲလေးချက်ထားတယ်ဗျာအကြီးကျဲလေးချင်မောင်အကြီးကျဲလေးအီပြေလေးပေါ့ဗျာကဲအားလုံးပဲထမင်းစားကြပါဦးဒါတော့ဗုဒ္ဓဟူးနေ့နေ့လည်စားလေးပါတကြံအကြက်နေ့ပါခင်ဗျာကဲအားလုံးပဲတကြံအကြက်နေ့ပါပျော်ရွှင်ချမ်းမြေ့ကြပါစေစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ